ဒို့ရင်သွေးလေးရေဒီတစ်ခါပြောပြမဲ့ပုံမြင်လေးရဲ့နာမည်ကတော့မော့ကြည့်လိုက်ပါပဲဖြစ်ပါတယ်နော်နနက်ခင်းကောင်းကင်ယံမှာဖြတ်တန်းနေတဲ့ဗိုက်စာနေတဲ့ငှက်ကလေးတွေကိုကြည့်လိုက်ပါအစားအစာအတွက်အရသာရှိတဲ့တီကောင်တစ်ကောင်ကိုဖမ်းမိထားတဲ့ငှက်ကလေးကိုရှာကြည့်လိုက်ပါအောင်အယောင်အသွေးစုံလေးနဲ့လိပ်ပြောင်းကြီးတွေဟာပန်းတပွင့်ကနေတပွင့်စီကိုပြန်တန်းနေကြတယ်ဒါပေမဲ့တကောင်ကတော့အထူးတလဲပေါ်လွင်နေတယ်။ဘာလို့လဲဆိုတော့သူကတကိုယ်တည်းတယောင်တည်းဖြစ်နေလို့ပါပဲ။ပျော်ရွှင်စရာကောင်းတဲ့စကုစုံအုပ်စုဟာပျော်ပျော်ရွှင်ရွှင်ပြန်သားနေကြတယ်။ဒါပေမဲ့တခုကတော့တခြားဟာတွေနဲ့မတူဘူးထူးခြားနေတဲ့စကုစုံကိုမင်းရှာတွေ့နိုင်မလား။ကြီးမားတဲ့စတူရန်နဲ့သိငယ်တဲ့စတူရန်ပုံစံတွေဟာနေရာတိုင်းမှာမင်းမြင်တွေ့နေရတဲ့ပုံသဏ္ဍာန်တွေပါဒါပေမဲ့တခြားဟာတွေနဲ့မတူတဲ့ကွက်ကြားစကားတစ်ခုရှိတယ်အဲ့ဒါဖဲမှာပုံနေတာလေဒီမှာလားဒါမှမဟုတ်ဟိုးမှာလားဒီတစ်ပင်အိုကြီးရဲ့စိမ့်လန်းတဲ့အရွက်တွေကြားထဲမှာရှာကြည့်လိုက်ပါအယောင်အသွေးလေးတစ်ခုပါနေတဲ့တစ်ကွိုင်းတစ်ကွိုင်းရှိတယ်အဲ့ဒါဘယ်နားမှာပုံနေတာပါလဲကောင်းကင်ယံမှာပလန်တန်းနေတဲ့လင်းရင်ပလန်တွေဟာဖြောင်းတန်းတဲ့အငွေ့တန်းတွေကိုခြံရစ်ခဲ့ကြတယ်။ဒါပေမဲ့ဒဇင်းကတော့တော်တော်လေးထူးဆန်းနေတယ်။ဖြောင်းတန်းမနေပဲကောက်ကွေးတဲ့အမီးတန်းကြီးဖြစ်နေလို့ပါ။အော်မီဆူညံမီတဲ့ငှက်တန်းကြီးဟာအပေါ်မှာနားနေကြတယ်။မင်းမြင်လား။ဒါပေမဲ့တကောင်ကတော့တိတ်ဆိတ်စွာနေရတာကိုကြိုက်တယ်။ဘယ်တကောင်များဖြစ်မလဲ။ဖြူဖွေးတဲ့တိမ်တိုက်အုပ်စုကြီးဟာတောက်ပတဲ့နွေရာသီနေ့မှာဝင်းလက်လိုနေတယ်။ဒါပေမဲ့တခုကတော့မိုးရွာချောက်ဟိုဆုံးဖက်လိုက်ပြီ။တခြားသူလည်းပါပြောသူကတော့ဂယုမဆိုင်ဘူးလေ။ရှေလျားတော့နေ့တနေ့ကုံဆုံးလို့ညအချိန်ဟာအခုလေးရင်စတင်လာခဲ့ပြီ။လမ်းမီးတိုင်တွေအားလုံးထဲကမှနေမင်းကြီးလိုတောက်ပနေတဲ့မီးတိုင်တစ်ခုကိုရှာကြည့်လိုက်ပါ။နေထွက်ချိန်မှာလိမ့်တို့တွေဟာအိမ်မောကြနေပြီးညရောက်မှသူတို့နိုးထလာကြတယ်။အခုထိနစ်ချိုက်အိပ်ပျော်နေစေဖြစ်တဲ့ထူးထားနေတဲ့တကောင်။အာဂါသမှာတောက်ပလင်းလက်နေတဲ့ဂျိုးတွေအများကြီးရှိပါနဲ့။အဲ့ဒီတဲမှာပတ်လဲမှာကွဲညိပါနေလို့ထူးခြားနေတဲ့ဂျိုးတစ်လုံးကိုရှာကြည့်လိုက်ပါဦး။ပုံမြင်လေးကတော့ဒါပါပဲကွယ်။ပုံမြင်လေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်နော်။တို့ရင်ထွေး channel လေးကို like and subscribe လုပ်ခဲ့ကြဖို့လည်းမမေ့ပါနဲ့နော်။